ဒီကိုတော့အားလုံးပဲမင်္ဂလာပါဘာမခေတ်ကနေကြိုးဆိုပါရကျွန်တော်ကတော့ကိုဆက်ပါခုကတော့2026ခုနှစ်မတ်လ10ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့စပါးမန်နေဂျာအီဂေါ်ဒူတော်ကပရီးမီးယားလိကနေတမ်မစင်ရဖို့ကိုဦးစားပေးကြိုးပမ်းသွားမယ်လို့ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စပါးဟာချန်ပီယံလိ16သင်းရှုံးထွက်အဆင့်မှာအက်တလက်တီကိုနဲ့ကစားရမှာဖြစ်ပြီးအက်တလက်တီကိုနဲ့နှစ်ကြော့ကစားရမယ့်ပွဲစဉ်တွေကြားမှာလီဗာပူးနဲ့ပါရင်ဆိုင်ရမှာဖြစ်ပါတယ်။စပါးဟာလက်ရှိချိန်မှာပရီးမီးယားလိအမတ်ပေးစရာရဲ့အဆင့်16နေရာရောက်နေတယ်လို့တန်းစင်းစုံနဲ့တမတ်ပဲကွာတဲ့ခြေတွေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။အီဂေါ်ဒူတော်ကကျွန်တော်တို့ပရီးမီးယားလိမှာတန်းမစင်ရဖို့ကဦးစားပေးရည်မှန်းချက်ဖြစ်ပါတယ်။ဒီလိုပြောလို့ချန်ပီယံလိမှာအားမဆိုင်တော့ဘူးလားလို့မထင်စေချင်ပါဘူး။ပွဲတိုင်းကိုအရေးကြီးတယ်လို့သတ်မှတ်ကစားမှာပါ။ဒါပေမဲ့ပရီးမီးယားလိကတော့ဦးစားပေးပြတ်မှတ်ပါပဲလို့ပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ FA ဖလားကွာတာဖိုင်နယ်ပွဲစဉ်တွေထွက်ပေါ်လာခဲ့ရမှာချဲဆီကလီဝမ်ကလပ်ပို့စ်ဘေးနဲ့ပဲတွေ့ခဲ့တာကြောင့်ပွဲချောင်သွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စန်ဒလန်ကိုအနိုင်ယူလာခဲ့တဲ့ပို့စ်ဘေးဟာကွာတာဖိုင်နယ်ကိုတက်ရောက်ခဲ့တဲ့အသင်းတွေထဲမှာအင်အားအနည်းဆုံးအသင်းဖြစ်ပါတယ်။ဒါ့အပြင်ချဲဆီကပို့စ်ဘေးကိုအိမ်ကွင်းမှာလက်ခံကစားရမှာလည်းဖြစ်တာကြောင့်အကြိုဗိုလ်လုပွဲရောက်ဖို့အလားအလာကောင်းသွားခဲ့တာပါ။ ETH မှာမန်စီးတီးနဲ့ရင်ဆိုင်ရမယ့်လီဗာပူးကတော့ပွဲအကျဆုံးဖြစ်ခဲ့ပါတယ်။တခြားပွဲစဉ်တွေမှာတော့အာဆင်နယ်ကချန်ပီယံရှစ်ကလပ်ဆောက်သမ်တန်ကွင်းကိုသွားကစားရမှာဖြစ်ပြီးဝက်ဆန်ကတော့လီဒ်ယူနိုက်တက်ကိုအိမ်ကွင်းမှာလက်ခံကစားရမှာပါ။ကွာတာဖိုင်နယ်ပွဲစဉ်တွေထွက်ပေါ်လာပြီးမှချဲဆီကပိုဆွဲဖို့ရေပန်းစားဆုံးစည်းမှာတတိယနေရာအထိကိုရောက်လာခဲ့ပါတယ်ခင်ဗျာ။လာမယ့်ဘောလုံးရာသီကနေစပြီးလာလီဂါတန်ပွဲမှာအလိုအလျောက်လူကျွံဘောဖမ်းတဲ့စနစ်ကိုစတင်ကျင့်သုံးတော့မယ်လို့လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌယာဗီယာတီဗက်စ်ကပြောခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အလိုအလျောက်လူကျွံဘောဖမ်းတဲ့စနစ်ဟာဘောလုံးထဲမှာကင်မရာတွေကနေအာရုံခံနိုင်တဲ့ microchips ကိုထည့်ထားမှာဖြစ်ပြီးကွင်းထဲက VAR ကင်မရာတွေနဲ့ချိတ်ဆက်ပြီးဘောလုံးရောက်နေတဲ့နေရာမှာတစ်ဖက်ရှေ့တန်းလူတွေနောက်တန်းလူတွေရဲ့အနေအထားကိုကင်မရာတွေနဲ့ချိတ်ဆက်ပြီးလူကျွံဘောဖြစ်တယ်ဆိုရင်ဒိုင်တွေကိုချက်ချင်းချက်ပေးမှာဖြစ်ပါတယ်။ယာဗီယာတီဗက်စ်ကဒီစနစ်ကိုကျင့်သုံးဖို့ကမ္ဘာဘောလုံးအဖွဲ့ချုပ်စီကခွင့်ပြုချက်တောင်းခံထားပြီးခွင့်ပြုချက်ရတော့မှာဖြစ်လို့လာမယ့်ဘောလုံးရာသီမှာစတင်ကျင့်သုံးသွားမယ်လို့ပြောခဲ့တာပါ။အလိုအလျောက်လူကျွံဘောဖမ်းတဲ့စနစ်ဟာပွဲချိန်နောက်နေတာမျိုးမဖြစ်အောင်ကူညီပေးမှာဖြစ်တယ်လို့လည်းယာဗီယာတီဗက်စ်ကပြောကြားခဲ့ပါတယ်။ရီယယ်မက်ဒရစ်အသင်းဟာချန်ပီယံလိရှုံးထွက်16သင်းအဆင့်ပွဲစဉ်အနေနဲ့မန်စီးတီးကိုရင်ဆိုင်ရမယ့်နေရာမှာကြန့်ခိုင်မှုပြည့်တဲ့ကစားသမား18ယောက်ပဲရှိလို့နီးပြအတွက်ရွေးချယ်စရာနည်းနေတယ်လို့စပိန်မီဒီယာတွေကရေးသားခဲ့ပါတယ်။ရီယယ်မက်ဒရစ်မှာဂိုးအများဆုံးတွင်းထားတဲ့တိုက်စစ်မှုအမ်ဘာပေအပါအဝင်ရိုဒရီဂိုဘယ်လင်ဂမ်ကာရီရက်စ်နဲ့ဒင်းဟူဆန်တို့လိုအဓိကကစားသမားတွေဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့နေရတာပါ။ဒုဒဏ်ရာခွဲစိတ်ကုသထားတဲ့အမ်ဘာပေဟာလေ့ကျင့်ခန်းပြန်ဆင်းဖို့ပြင်ဆင်နေပြီဖြစ်ပေမဲ့ပထမအကြော့ပွဲစဉ်မှာတော့ပါဝင်ကစားနိုင်မှုမရှိဘူးလို့ရီယယ်မက်ဒရစ်ဆေးဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ရီယယ်မက်ဒရစ်နီးပြအာဘီလိုအာအနေနဲ့အမ်ဘာပေဘယ်လင်ဂမ်နဲ့ရိုဒရီဂိုတို့မကစားနိုင်တဲ့တိုက်စစ်ပိုင်းအားနည်းမှုတွေကိုဗီနီစီယက်စ်နဲ့အကောင်းဆုံးကုစားနိုင်ဖို့စ조사ရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမကိတ်ကနေပြီးညီကိုအာနိုဒါစုစည်းပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီပုံမှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမကိတ်ရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ဘာမကိတ်ရဲ့ဗီဒီယိုတွေကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းညီကိုတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။